ပေါ်ကလည်းပိတ်တယ်အောက်ကလည်းနော်လူတယောက်ကလွတ်လပ်ခွင့်ဆိုတာသူများတော့မသိဘူးဟုတ်ပါတယ်ဘုံဘုံတို့ဒီမှာနေပြီးဒီအိုင်းပိတ်တာဘုံဘုံလက်ခံနော်အဲ့ဒီမဲ့အလုံးဒီလိုလမ်းပေါ်ကိုမလျှောက်ချင်တဲ့သူအတင်းခေါ်လို့မသိဘူးလေသူဆန္ဒ right chance နော်ဆန္ဒပိုင်သွားဆန္ဒပိုင်မသွားနဲ့သူများလွတ်လပ်ခွင့်သွားတန်းတာဒါမှဖြစ်တယ်ဒါကြောင့်နော်သိတဲ့လူတွေရှိပါတယ်နော်မသိတဲ့လူတွေရှိပါတယ်တပည့်တော်တို့မသိတဲ့လူတွေထိနေတယ်တပည့်တော်တို့ကပြည်သူလူထုကိုဆောင်းရှောက်ဖို့တောင်းလို့တပည့်တော်တို့ရဲလုံနေတာဒါပေမဲ့စိတ်ကန်းနဲ့မညီတဲ့ပြည်သူလူထုကိုထိမ့်မှုလေတပည့်တော်တို့မှာတာဝန်ရှိပါတယ်ဘာဖြစ်လို့ဆိုအေးအေးတဲ့လူတွေကကင်းနေဆောင်ရကောင်းကောင်းမအိမ်နိုင်တော့ဘယ်လူကဘာလို့မလဲဆိုစိုးထိတ်နေတပည့်တော်တို့တာဝန်ပဲခြေပါမလဲဒါကြီးလို့မဲလူကမလို့ဘူးဒါကြီးပြည်သူလူထုတွေကကွန့်ကိုမရိုင်းကြပါဘူးဒါဆိုဘုံဘုံလာနားထောင်ကြည့်လေရိုင်းလားမရိုင်းလားဦးစင်းနင်းနားထောင်နေတာရပါပြီဟိုမှာရှင်းလိုက်မယ်နော်အနည်းနဲ့အများလေးတော့မဲလေးဆွဲပြီးတော့နားလည်ပေးပါဒီမှာနားလည်ပြီးလို့ဘာသာမှမကြားဘူးဒီမှာကခိုင်းရဟိုတိုင်းဟိုခိုင်းစစ်ပြီးတော့ကလေးတွေလည်းအမှန်ကြီးပြပါမယ်နော်အဲ့ဒါကြောင့်ဘာတန်ကြားလို့လဲတပည့်တော်ဒီမှာလာနေတာ3ရက်လောက်ရှိနေတပည့်တော်ရှိစေချင်မှလုံးဝမလို့ဘာဖြစ်လို့ဆိုတပည့်တော်သားသမီးယူရီညီယူရီနောက်သူတို့ပြောသလိုဘုံဘုံရဲ့သူတို့ပြောသလိုပြောမယ်ဆိုသူတို့မှအနာဂတ်ရှိတယ် right မှန်တာပေါ့မှန်တော့တနေ့ကျန်တပည့်တော်တို့နေရာရောက်မဲ့လူတွေလीတပည့်တော်ပြစ်စက်ကဘယ်လို့ပါမလဲဒါပေမဲ့အထဲထဲမှာ virus ဆိုတော့အမိုင်းနေပါတဲ့လူတွေရှိတယ်သူတို့ကဒီကလူတွေဟုတ်ချင်မှဟုတ်သူတို့ကြောင့်ကလေးတွေကလိုက်နေကြဒီကအဲ့ဒါလေးတခါကြီးနဲ့ရှင်ပြီးတော့ပြောနေတော့ပါဘူးညာတော့ပြည်သူဘက်ကနေပဲကြည့်ပေးပါဒီမှာကြည့်ပေးပါတယ်ဟုတ်တာညာဆိုတော့ပြည်သူတွေဘက်ကနေပြီးတော့နားလည်ပေးပါမြင်ပြီးတော့မှားနေတာနဲ့မမြင်ဘဲနဲ့မှားတာရှိတယ်ဗျာနောက်မြင်ပြီးမှားတာတမျိုးအမှားမှမသိတာမမြင်ဘဲမှားတာအမှန်ထင်ပြီးလိုက်နေတာဒါတွေကိုသိသွားရင်လောကပါရတရားရကောင်းပါတယ်ဟုတ်ပါတယ်ကျင်းတင်လို့တော့အကြည့်တင်ပါတယ်ဘာသာမှမကြဟောပြင်ဒါတော့တပည့်တော်တို့ပဲသွားတယ်လေတိုက်ဒီဘောဂဲတွေပြချတယ်ဒီဘုန်းကြီးပြတယ်လေထုံးတွေနဲ့ပြတယ်ဟုတ်အဲ့တော့လူတိုင်းမလူကြပါဘူးတပည့်တော်တို့ဘာမှမလုပ်သေးဘူးတော့လမ်းလျှောက်တာပဲရှိဒီတပည့်တော်သားမကြီးထိတာဟုတ်ကဲ့ဒါပေမဲ့အနည်းနဲ့များတော့ကြည့်ကြတော့များတဲ့ဘက်ကနေကြည့်ကြပါလားဗျာနော်တင်ပါဘုံဥပမာလွယ်ဆုံးပြမယ်ဆိုလက်ငါးကြောင့်မတူပါဘူးဟုတ်ပါအဲ့လိုမတူတဲ့လူတွေတပည့်တော်တို့ထိနေတာဆက်ပါနားလည်ပေးပါဟုတ်ကဲ့ဟုတ်ကဲ့